ဝမ်းတလုံးကောင်းရင်ခေါင်းမခဲဘူးတဲ့မြန်မာဆိုရိုးစကားတစ်ခုရှိပါတယ်ဝမ်းမကောင်းရင်တော့ခေါင်းခဲရမှာပဲပေါ့နော်သူ့ရဲ့ဆိုလိုရင်းကတော့အစာကောင်းကောင်းခြေနိုင်လို့ရှိရင်ဝမ်းမှန်နေရင်ခေါင်းမရှုပ်ရဘူးတခြားယောဂတွေလည်းမဖြစ်လွယ်ဘူးလို့ဆိုလိုတာပါကျွန်တော်တို့ခန္ဓာကိုယ်တွေကိုပြင်ပအရာဝတ္ထုတွေဖြစ်တဲ့အစာအသောက်ကောင်းတာတွေရောမကောင်းတာတွေရောကိုယ်နဲ့တဲ့တာတွေရောမတဲ့တာတွေရောဓာတ်ရိုက်ဝင်တာဓာတ်ရိုက်ထိတွေ့ရတာကကျွန်တော်တို့ရဲ့အစာအိမ်ပဲဖြစ်ပါတယ်အဲ့ဒီအစာအိမ်ကနေပဲကောင်းတဲ့ဓာတ်တွေလည်းရသလိုမကောင်းတဲ့ဓာတ်တွေကိုလည်းဖယ်ရှားပေးနေရတာဆိုတော့ကျွန်တော်တို့ရဲ့အစာအိမ်လေးကျန်းမာရေးကောင်းဖို့အရေးကြီးတာဖြစ်တဲ့အတွက်အစာအိမ်ယောဂတွေအစာအိမ်နာတာတွေမဖြစ်ရအောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုပြောပြမျှဝေပေးသွားပါမယ်အရင်ဆုံးအနေနဲ့နေထိုင်စားသောက်နည်းလေးတွေကိုပြောရမယ်ဆိုလို့ရှိရင်နံပါတ်1အစာကိုအချိန်မှန်စားပါဘိုက်ကိုလုံးဝဗလာဖြစ်အောင်မထားရပါဘူးเนาะအချိန်လုံးပြီးမှအစာစားတာတွေအစာမစားဘဲနဲ့နေတာတွေကအစာအိမ်ထဲကအစာချေပြီးတဲ့အစစ်တွေကိုပူထွက်စေပြီးတော့အစာအိမ်အောင့်နာတာဖြစ်စေတတ်ပါတယ်အစာအိမ်အနာလည်းဖြစ်တတ်ပါတယ်နောက်နံပါတ်2ကတော့အစာကိုနည်းနည်းချင်းနဲ့ခဏခဏစားပါအစာကိုတစ်ချိန်နဲ့အများကြီးစားတာထက်နည်းနည်းချင်းစီခဏခဏစားပေးတာကအစာအိမ်အလုပ်လုပ်ရတာကိုတတ်တာစေပြီးတော့အစာပူကြည်လွယ်ပါတယ်ပြီးရင်နံပါတ်3ကတော့အစာစာတန်ရှင်းရေးပေါ့နော်အစာတွေကိုတန်ရှင်းအောင်စေကြောချက်ပြုတ်ပြီးစားတော့မှာဖြစ်တယ်လို့အစာမစားသေးခင်လည်းချက်ပြုတ်ပြီးပဲဖြစ်ဖြစ်ခုခတ်ပြီးပဲဖြစ်ဖြစ်အစာမစားသေးခင်မှာသေချာဖောက်အုပ်ထားပါမယ်အစာစားပြီးပိုရှန်နေတဲ့အစာတွေကိုလည်းပြန်စားရမှာဆိုလို့ရှိရင်သေချာဖောက်အုပ်ထားပြီးမှပြန်လဲစားသုံးသင့်ပါတယ်နော်ပြီးတော့အစာကြည်လွယ်တဲ့အစာတွေကိုဦးစားပေးစားတာရဲ့အစာကြည်ဖို့ခက်တဲ့အစာတွေအပူဆက်တွေကိုရှော့စားရှောင်စားတာရဲ့ကအစာရင်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်အစာရင်လေးကိုဝင်မပိုစေဘူးပေါ့နော်နောက်ပြီးနံပါတ်4ကတော့အရက်ဖြစ်ပါတယ်အရက်တောက်ခြင်းကအစာရင်ကိုထိခိုက်စေတဲ့အပြင်အစာရင်အနာဖြစ်နိုင်ခြေကိုလည်းပိုများစေတဲ့အတွက်အရက်ကလည်းအစာရင်ကိုဒုက္ခပေးပါတယ်အရက်ကိုရှော့တောက်ပါတက်တဲ့နေမြရှောင်ပါဖြစ်နိုင်ရင်တော့အရက်မတောက်ပါနဲ့အစာရင်ယောဂရှိတဲ့သူတွေဆိုရင်အရက်လုံးဝမတောက်တာအကောင်းဆုံးပါနော်နံပါတ်5ကတော့အကြိုက်ခဲပြောက်စေတွေမကြာခဏသုံးဆွဲနေရတာဆိုလို့ရှိရင်သတိထားပါ ibuprofen နဲ့ aspirin လိုမျိုးအကြိုက်ခဲပြောက်စေခပ်ပြင်းပြင်းတွေကိုပုံမှန်သုံးဆွဲနေခြင်းကလည်းအစာရင်ကိုထိခိုက်စေတာဖြစ်တဲ့အတွက်ဆရာဝန်နဲ့တာမင်ပြီးပါတာတောက်သုံးပါကိုယ်သဘောနဲ့ကိုယ်အကြိုက်ခဲပြောက်စေလေးတွေကကောင်းတယ်ဒီကြိုက်ခဲပြောက်စေလေးကသက်သာတယ်ဆိုပြီးတော့ခဏခဏမတောက်ရပါဘူးနော်ဒါဆိုရင်နေတိုင်းစားသောက်ဆင်ခြင်ရမှလေးတွေသိပြီဆိုတော့အစာရင်ကျန်းမာရေးကောင်းဖို့အတွက်အစာရင်အကောင်းစေတဲ့အစာအစာလေးကိုလည်းမှတ်ထားကြအောင်နော်နံပါတ်1ကတော့အမြင့်တက်များတဲ့အစာအစာတွေစားပေးပါဟင်းသီးဟင်းရွက်နဲ့တတိဝလံတွေစံလုံးမျိုးအုပ်ကြုံစားတဲ့ကောက်နှံသီးတွေလို့ခေါ်တာပေါ့နော်ဟိုးဂရိန်လို့ခေါ်တဲ့ကောက်နှံသီးတွေကိုစားပေးပါဒါတွေကအစာချေစနစ်ကိုလည်းကောင်းမွန်စေပြီးတော့ဝမ်းချုပ်တာကိုလည်းသက်သာစေပါတယ်နောက်နံပါတ်2ကတော့ probiotics ပါဝင်တဲ့အစာအစာတွေဖြစ်တဲ့ဒိန်ဂျင်တို့ပဲတီချင်တို့ကင်ချီတို့စတဲ့အချင်းဖောက်ထားတဲ့အစာအစာတွေဟာဦးလန်းချောင်းအတွက်ကောင်းတဲ့ဘက်တီးရီးယားတွေပါဝင်လို့အစာချေစနစ်ကိုအထောက်အကူပြုပါတယ် probiotics ဖြစ်တယ်ဆိုလို့လည်းအများကြီးစားရတာမျိုးတော့မဟုတ်ဘူးเนาะမကြာခဏစားပေးတဲ့နာမျိုးလို့ပြောတာပါနောက်နံပါတ်3ကတော့အသားနဲ့ပဲမျိုးဖြစ်ပါတယ်ကြက်သားငါးနဲ့ပဲအမျိုးတို့လိုအဆီနဲပြီးတော့ protein တက်ကြွယ်ဝတဲ့အစာအစာတွေကလည်းအစာရင်အတွက်အားရင်ဖြစ်စေသလိုအစာလည်းကြည်လွယ်တာကြောင့်အစာရင်အလုပ်တာဝန်တွေကိုသက်သာစေပါတယ်အမဲသားတို့ဝက်သားတို့စားတဲ့အနီးအောင်အသားတွေကိုတော့လျှော့စားသင့်ပါတယ်ဒါအပြင်စီကျော်အစားအစာတွေအဆက်များတဲ့အစားအစာတွေမုန့်အချိုတွေနဲ့ကဖိန်းတက်များတဲ့ coffee တွေကိုတော့တက်နိုင်နေများလျှော့စားပါမယ်ရှောင်ကျဉ်သင့်ပါတယ်ပြီးနံပါတ်4ကတော့အချင်းနဲ့တဲ့အသီးနှံတွေကိုစားပေးပါငပြောသီးတို့တခွားမွေးသီးတို့တရသီးတစ်တော်သီးစားတဲ့အချင်းတက်နေပြီးတော့အချိုတက်လည်းမများတဲ့သစ်သီးတွေကဗီတာမင်နဲ့တက်ထုတက်တွေကြွယ်ဝစွာပါဝင်တယ်လို့ချင်းတဲ့အသီးတွေလိုမျိုးအစာချေအက်ဆစ်ပိုတက်စေတာတွေအစာလေးပြန်တာမျိုးတွေမဖြစ်စေတဲ့အတွက်အစာရင်အတွက်စားကောင်းတဲ့အသီးတွေပဲဖြစ်ပါတယ်နောက်ဆုံးနံပါတ်5ကတော့ရေမမှန်တောက်ဖို့ပါပဲရေတောက်တာကဝမ်းချုပ်တာကိုကာကွယ်ပေးပြီးတော့အစာရင်နဲ့ဥလန်းချောင်းကိုလည်းကျန်းမာစေပါတယ်တနေ့ကိုပုံမှန်ရေတောက်ရမယ့်ပမာဏကတော့မှတ်လွယ်အောင်8ဒူလို့ခေါ်တဲ့8အောင်စားရှိတဲ့ရေခွက်နဲ့တနေ့ကိုရေ8ကြိမ်အနည်းဆုံးတောက်ရမယ်ပေါ့ဗျာလူတယောက်အတွက်တနေ့ကိုရေ2လီတာအထက်တောက်သုံးတာကအစာရင်အတွက်ရောကိုယ်ခန္ဓာရဲ့အရည်တဲ့အတွက်ရောကျန်းမာရေးကောင်းမွန်စေတာဖြစ်လို့မို့လို့ရေတောက်ဖို့မမေ့ပါနဲ့ရေတောက်မပြင်းကြပါနဲ့လို့မှားရင်းနဲ့ပဲအစာရင်ကျန်းမာရေးကောင်းစေဖို့အတွက်နေထိုင်ပြုမှုစားတော့ရမယ်အလေးအထအစားတောက်လေးတွေကိုပြောပြမျှဝေပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကျွန်တော်ရဲ့ follower တွေကိုအခြေခံကျန်းမာရေးဘုဒ္ဓတာလေးတွေသိစေချင်တဲ့အတွက်ဒီ channel လေးကနေပဲအခြေခံကျန်းမာရေးဘုဒ္ဓတာတွေကိုအမြဲတမ်းမျှဝေပေးသွားမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်